တင်နှင်းထားတဲ့ဒီမြေပြင်ဟာတင်ထင်ထားတာထက်ပိုပြီးပါလွှာနေနိုင်ပါတယ်။ရှေးဟောင်းမြေပုံတွေမှာတော့ကမ္ဘာမျက်နှာပြင်အောက်မှာတခြားနေရာတစ်ခုနဲ့ဆက်သွယ်ထားတဲ့ဝင်ပေါက်တွေရှိတယ်လို့ဖော်ပြထားခဲ့ကြပါတယ်။တိဘက်တနာရီတွေထဲမှာဆိုရင်အာဂါသာလို့ခေါ်တဲ့မြေအောက်နိုင်ငံတော်ကြီးတစ်ခုရှိတယ်လို့တောင်ဆိုကြတာပါ။အဲ့ဒီနောက်မှာတော့ဝင်ရိုးစွန်းစူးစမ်းရှာဖွေသူတွေဟာသူတို့ရှင်းမပြနိုင်တဲ့ထူးဆန်းမှုတွေကိုစတင်တွေ့ရှိလာကြပါတယ်။အချို့တွေကရေခဲပြင်ကြီးရဲ့အလဲဗဟိုကနေပူနွေးတဲ့လေတွေတိုက်ခတ်လာတာကိုကြုံခဲ့ရတယ်လို့ဆိုပါတယ်။တချို့ကတော့အေးခဲနေတဲ့ကြက်တီးမြေပြင်တွေရှိရမယ့်နေရာမှာစိမ့်လန်းဆိုပြီးတဲ့ခြံဝန်းကြီးတွေကိုမြင်တွေ့ခဲ့ရတယ်လို့အခိုင်အမာပြောဆိုကြပါတယ်။ဒါပေမဲ့အေယာမကူစနစ်ကြီးတွေကိုရှာဖွေတွေ့ရှိတဲ့အခါမှာတော့ဒီစမ်းကြယ်မှုဟာပိုပြီးနှက်ဆိုင်လာခဲ့ပါတယ်။အဲ့ဒီကူတွေဟာမြေမျက်နှာပြင်အောက်မိုင်ပေါင်းရာချီတဲ့အထိရှည်လျားစွာတည်ရှိနေကြတာပါ။နောက်ပိုင်းမှာသုတေသီတွေဟာကမ္ဘာအပေါ်ယံလွှာရဲ့အောက်ဘက်မှာပုံမှန်မဟုတ်တဲ့ထူးခြားမှုတွေကိုသတိထားမိလာကြတယ်။အဲ့ဒါတွေကတော့အရည်တွေပဲရှိရမယ့်နေရာမျိုးမှာရှိနေတဲ့ခိုင်မာတဲ့တိဆောက်ပုံအစုအဝေးကြီးတွေပါ။ဒါ့အပြင်နှက်ဆိုင်တဲ့ပင်လယ်ချောက်နှက်တွေအနီးမှာရှင်းမပြနိုင်တဲ့အလင်းတန်းတွေကိုမြင်တွေ့ရကြောင်းသတင်းတွေထပ်မံထွက်ပေါ်လာပါတယ်။အဲ့ဒီအလင်းတန်းတွေဟာကောင်းကင်ယံကကျဆင်းလာတာမဟုတ်ပဲအနက်ရှိုင်းဆုံးပင်လယ်ကျမ်းပြင်ကနေထွက်ပေါ်လာတာလို့မျက်မြင်သက်သေတွေကဆိုကြတယ်။လူတွေကကမ္ဘာအောက်ပိုင်းကိုနက်နက်ရှိုင်းရှိုင်းတွေ့ရှိလာလေပိုပြီးထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့တိုးလေပါပဲ။ကျွန်တော်တို့ဟာအချိန်တော်များများကိုဂျက်တာယာရီစီရှာဖွေဖို့ကြိုးစားရင်းကုန်ဆုံးခဲ့ကြပါတယ်။ဒါပေမဲ့ဒဏ္ဍာရီတွေတွေ့ရှိချက်တွေအရတော့တကယ်အကြီးမားဆုံးသောလှုပ်ဝက်ချက်တွေဟာကျွန်တော်တို့ရဲ့ခြေပွားအောက်မှာအမြဲတမ်းရှိနေခဲ့တာပါ။